ဟုတ်ကဲ့မုံစံလေးတွေတပြောင်းပြောင်းနဲ့အိမ်ကောင်းကိုပေါ်လမ်းလျှောက်ချေမကြည့်ရကကြောင်းငန်းလေးဟာမင်္ဂလာပါနှုတ်ဆက်နေပြီမုံစံလေးတွေတပြောင်းပြောင်းနဲ့အိမ်ကောင်းကိုပေါ်ရောက်ခဲ့တယ်ညွန်နွမ်းလာတဲ့မေရဲ့စိတ်မှာပူစရာတွေများခဲ့ပြီကြောင်းသွားရမတာသမီးများအတွက်ရတမ်းမအေးနိုင်မောလူနေရမ်းမလာတဲ့မေရဲ့ဘဝမှာရာရာဟာခက်ခဲခြင်းတွေမေရဲ့ရိတ်ချကြည်တဲ့ညီကိုရင်တွေသွေးစီနေရှားသမျှလုံးနဲ့အားလုံးခွဲဝေနိုင်အောင်ဝင်တွေတန်း